ခေါ်ရစို့ ကြပါပြီ ဟိုကလို့ပြောကြရှိလို့ငါအခုမနေ့ပိုင်းအပြင်သွားမယ်နော်10 နာရီလောက်ကျလို့ရှိရင်ဝန်ထမ်းအစ်ရောက်လာလိမ့်မယ်ခိုင်းမဟုတ်ဘူးနော်မျိုးတင်ခိုင်းတာနော် ဟုတ်ကဲ့ဂျာကြီး အဲ့ဒါခေါ်ပြောငါစိတ်ချမယ်နော် ဟောစိတ်ကြပါဂျာရဲ့ဂျာစိတ်လိုက်တဲ့ပြည့်စီရမယ်နော် တော့တေချာတင်ပေးထားလိုက်မယ်ဂျာကြီးဟုတ်ဂျာကြီး ရောင်နေမားနေလေပေါ်နဲ့အပြန်စီရောဟဲ့လားသူအဝါဆိုလို့ရှိရင်အဝါလိုင်းမှထားရမှာတလွဲနေစီပဲဟဲ့တက်တရားလို့တက်ဒီအမလေးဂျာကြီးဂျာကြီးပြန်လာပြီလားဂျာကြီးအမလေးကြီးဂျာကြီးရဲ့ဂျာကြီးမရှိတော့ပြပြလိုက်တာဂျာကြီးရဲ့ဟုတ်ပါဒီမှာလေအောက်မှာတန့်ချင်းရေးတယ်လုံးရအထက်တွေလက်ပြန်စီရနေနော်ဟုတ်ပါဂျာကြီးမရှိတော့လေအစ်စ်ကိုတင်ရတာဘလောက်တောင်မှပင်မနေဆိုတာဂျာကြီးသိပါတယ်ဂျာကြီးရဲ့ ကစတမာတွေကဒီနေ့တော်တော်ကြားတယ်ပေါ့ တော်တော်ကြာကစတမာတွေကလည်းကြာတာဂျာကြီး နင်တို့မထိုင်ရဘူးပေါ့ မထိုင်ရဘူးဂျာကြီးလုံးဝတက်ကြီးလုံးဝ ကြောင်ပါပြော ဩအေးအစ်စ်ကလည်းမတက်ဘူးနင်တို့ရဲပင်မမှာပေါ့ ဒါဘောဂျာကြီးတကယ်မဒီကောင်နှောင်းကြိုက်နေရပဲ တောင်းဝင်ကြည့်ပါလေ ဂျာအဲ့ တ ဒါ ယ်ဝင်စမန်တီးရဆိုရင် ဂျာလက်ကုန်လို့ရှိရင်လာစားတို့ပြီနော်ဂျာ ဟောအေးဟုတ်တတိကိုပြောပေးမယ်လေနော် CCTV လည်းရှိရဆိုတော့ပြန်ကြည့်ပြီးတတိတစ်ချက်ပြောပေးမယ်တော့လေးချက်တော့လိုက်တော့လေနော်တက်ကစီးရမလား အစီးဆိုင်ကြီးရတယ်